ကျွန်ုပ်တို့၏ခြေထောက်အောက်တွင်2000ပေါင်းများစွာကလေးကလူသားလက်ဖြင့်ပြောင်းလဲခဲ့သောယဉ်ကျေးမှု၏အခြေခံအုံမြေဖြစ်သည်ဒါပေမဲ့ဒီမှောင်မိုက်တဲ့ကဘာမြေကြီးဟာကဘာကြီးကိုကျွေးမွေးခြင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့သိထားသမျှကိုပြောင်းလဲသွားစေတဲ့လျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားတယ်19ရာစုတွင်လူဦးရေများလာသောအခါလယ်သမားများသည်အကျပ်အတဲနှင့်ရင်ဆိုင်ခဲ့ရသည်မြေကြီး၏တဘာဝအာဟာရဓာတ်များသည်အစားထိုးနိုင်သည့်ထက်မြန်ကုန်သွားပါသည်ကဘာကြီးကဓာတ်မြေဩဇာတွေကုန်သွားပြီ1909ခုနှစ်တွင်ဂျာမန်ဓာတုဗေဒပညာရှင်ဖရက်ထေဘရာသည်ကုတ်ကိုအကွဲကလေထဲမှနိုက်ထရိုဂျင်ကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့သည့်ခေါ်ဘတ်သည်လုပ်ငန်းစဉ်ကိုအတိုင်းအတာတစ်ခုအထိချဲ့ထွင်ခဲ့ပြီး1913ခုနှစ်တွင်ဟေဘရာဘတ်လုပ်ငန်းစဉ်ကိုမွေးဖွားခဲ့ပြီးလေကိုပေါင်မုံအဖြစ်ပြောင်းလဲခဲ့သည်1950ခုနှစ်များတွင်ဓာတုဓာတ်မြေဩဇာထုတ်လုပ်မှုပေါက်ကွဲခဲ့သည်တီးနှံအထွက်နှုန်းသည်2ဆတိုးလာပြီး3ဆတိုးလာသည် Green Revolution သည်မွေးဖွားလာခဲ့ပြီးလူသားမျိုးနွယ်သည်နောက်ဆုံးတွင်ငတ်မွတ်မှုကိုအောင်နိုင်ပုံရသည်ဒါပေမဲ့ဒီကြွယ်ဝမှုကပြို့ဝှက်ထားတဲ့ကုန်ကျစရိတ်နဲ့ရောက်လာတဲ့ဓာတ်မြေဩဇာသုံးစွဲမှုများလာသည်နှင့်အမျှမလိုလားအပ်သောအကျိုးဆက်များပေါ်ပေါက်လာသည်စီးဆင်းလာသောရည်သည်ကျွန်ုပ်တို့၏သမုဒ္ဒရာများအတွင်တည်တည်ဆုံများကိုဖန်တီးပေးပြီးနိုက်ထရက်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုသည်ကျွန်ုပ်တို့ကဘာဂျိုကိုပူနွေးလာစေသည်မက္ကဆီကိုပင်လယ်ကွေ့၏တေမင်းတမန်စုံသည်ယခုအခါစတုရန်မိုင်ပေါင်း6000ကျော်ကျယ်ဝန်းသည်နွေရာသီတိုင်းတွင်အောက်ဆီဂျင်ပမာဏကျဆင်းသွားကာမြည်သည့်အရာမျှမရှင်သန်နိုင်သောရေအောက်သဲကန္နာရတစ်ခုဖန်တီးနေပါသည်ဒါပေမဲ့ဒီမေးခွန်းကပိုကြီးတဲ့မေးခွန်းတစ်ခုပေါ်လာတယ်။ငါတို့ကဘာကြီးကိုမဖျက်ဆီးပဲလူပေါင်း8ဘီလီယံကိုဘလို့ကျွေးမွေးမလဲဤပြဿနာကိုဖန်တီးပေးသောနည်းပညာဖြင့်အဖြေမှာတည်ရှိနေပေမည်။ပြီးကြသောစိုက်ပျိုးရေးသည်ဂျိုဒုများနှင့်ကိုအသုံးပြု၍ဓာတ်မြေဩဇာကိုခွဲစိတ်မှုတိကျမှုဖြင့်အသုံးချသည်ဒရုန်းများသည်မြေပုံကွက်လက်များမြေစီလွှာကျန်းမာရေးကိုစောင့်ကြည့်သည့်အာယုံခံကိရိယာများနှင့်စမတ်စနစ်များကပင်များလိုအပ်သည့်အခါလိုအပ်သည့်အချိန်တိအကျကိုပေးဆောင်သည်အချိန်ထဲမှာပင်တဘာဝနှင့်ဆန့်ကျင်ဘက်မဟုတ်ပဲတဘာဝနှင့်လှုပ်ဆောင်နိုင်သောစိုက်ပျိုးနည်းများကသက်သေပြနေပါသည်တီးနှံများကိုဖုံးအုပ်ခြင်းတီးနှံအလှည့်ပြောင်းနှင့်မြေဆွေးများသည်ထူးထူးခြားခြားရလဒ်များကိုပြသနေသည်ဓာတ်မြေဩဇာပုံမြင်သည်လူသားတို့၏ဉာဏ်ပညာဇလံဖြစ်သည်ပြဿနာတစ်ခုအားဖြေရှင်းနိုင်စွမ်းရှိပြီးအသစ်များကိုဖန်တီးရန်သာဖြစ်သည်ကျွန်ုပ်တို့သည်ဤလန်းဆောင်လန်းခွန်များတွင်ရက်တည်နေသည့်အခါပုံမိုရေရှည်တည်တံ့သောအနာဂတ်ကိုကြီးထွားလာစေရန်အတွက်ကျွန်ုပ်တို့၏အတိတ်မှသင်ယူနိုင်ပါသလားဟုမေးရပါမည်